အားလုံးပဲမင်္ဂလာပါဒီနေ့ကခါမှမစားဘူးလေးတဲ့ပြင်ပါလို့ပြင်ချက်စားမှာဖြစ်ပါတယ်ခိုင်းကြည့်ပဲပေါ့နော်ခါမှလည်းမချက်ဘူးခါမှလည်းမစားဘူးဒါတော့ပါဝင်ပစ္စည်းဖြစ်တဲ့မြစ်ပြုတ်ကိုစနုံးနေထားတာပါရှင်ဘာလို့ခေါ်လဲတော့မသိဘူးတို့ပဲမှာတော့ဘုံလုံးကြီးကိုခေါ်လဲဒါတော့လက်တဲ့ပစုံရောတက်တဲ့အရွက်ထည့်ရတယ်ဆိုတော့ပစုံရွက်ရုံးတီတီငပိရေမပါမဖြစ်စူးပုတ်ရွက်ဖြစ်ပါတယ်ဒါတော့ကိုမထေးဘူးပေါ့နော်ချက်သွမ်ရှူနဲ့ရုပ်ပြင်းထောင်းထားတာပါဒါတော့ဆိုင်ကိုထောင်းထားပြီးတော့ရေးနဲ့ထိုးထားပါပေါ့နော်ဒါနောက်ဆုံးပြေဖို့နည်းနည်းပြီးမှပြင်စင်ဖြီးလို့ပါဒါတော့ငပိကိုရှင်းထောင်းဖို့ပါအင်းနွေးလေးဆူပြီးဆိုတော့မြစ်ထည့်ပါမယ်မြစ်ကိုရင်ထည့်ပါမယ်နော်นี่นุ้ยสวยนี่ซ่อนไปมั้ยกดชินลาอยู่เนาะกดชินลาพี่โอ้นี่เลยๆๆไปมั้ยถ้ามันซาจีกูเช็ดเลยเช็ดกูโอเคไอ้พี่เราชินเนาะထောင်းထားတဲ့မြစ်ပြင်းတဲ့တူတူတွေဖြစ်ပါရှင်ကိုရီးယားစက်တက်လေးเนาะဆက်ဆက်လေးဒီကောင်မြစ်ပြင်းနေတာပါလေတန်ချင်းလုံးတော့ဒါတော့ဟို YouTube ကနေတီးပြီးတော့ချက်တာပေါ့ဒီစက်ကနေတင်လာထားတာပါဗာမစ်စကိုက်ကပါဒီစားပြတာအရပါပေါ့နော်ဘာလို့ချက်တောင်းလဲလုပ်ထားပါလဲကိုရီးယားချက်တောင်းလို့ပုံစံလေးပါမယ်ပြီးရင်တော့ပပစုံနေပြီဆိုတော့ဆန်လေးချက်သွားအောင်ဒီကလေးဆန်ဒီပါမယ်မညက်ညက်ဖောင်းထားတာပေါ့နော်ညက်ညက်ဖောင်းရမယ်ညက်ညက်ဖောင်းထားတာအိုးမွေးပါရှင်ဆန်လေးခင်းနေမှာဆိုတော့ပါရှင်မွေးပါမယ်ပြီးရင်တော့မြစ်ပိကြီးကိုလာရဖြစ်ပါရှင်အခုချက်ဘယ်လိုပြောမလဲကိုချက်တော့ချက်တာပေါ့နော်ဘယ်လိုဟိုအញ្ញကြီးတော့တို့ချက်တော့အစင်လိုက်တော့မလာဘူးကွာဟိုထိချက်ချင်လို့ချက်ထားတယ်ညကလည်းကိုစိတ်ကြိုက်ကုန်ထားပါလေဒီဆက်မွေးပါမယ်ဆန်လေးနဲ့ပေါ့တော့ပေါ့နော်ဆက်မွေးပါမယ်ပြီးရင်တော့ပစုံလေးထိပါရှင်ကျွန်တော်ကိုကြိုက်ကုန်တို့ပြောကိုတိုက်ရတိုင်းထိရတယ်ပြောတာပဲကြိုက်တာပစုံတော့ထိထားပါလေပြီးရင်တော့ဘုံလုံးကြီးထိပါမယ်ဘုံလုံးကြီးထိပြီးတော့မွေးပါမယ်မွေးရတော့မွေးရတော့မသိဘူးမွေးရတော့မွေးရတော့မွေးရတော့ဝမ်းတော့မွေးရတော့စိမ့်လေးစားပြီးနေပါပြီစားချင်ဆိုလေးနေပါပြီလို့ဗီဒီယိုစကန်ပြီးတော့မှဆိုလို့ပါချက်ခံနေတော့ကြံပြမယ်နော်ရှုံးဒီကိုတက်မယ်ဒီပြောမြန်နေဆိုတော့နောက်မှကြည့်ပါရှင်ပြီးတော့ဘယ်လိုတက်မယ်ရှင်သူရကတော့ကိုကြိုက်လို့ခေတာအိုးနောက်ဆုံးတော့မပန်းမဖြစ်စူပုတ်တောက်လိုက်ပါမယ်ရှင်စူပုတ်ကတော့တင်ကြိုက်တာမိအလဘောဟင်းရဲ့ဒီကမင်းကတော့စူပုတ်ကိုစူပုတ်ခဲ့ရပါတော့နောက်ဆုံးကတော့နန်းနန်းပြေလေးအုပ်လိုက်ပါမယ်ရှင်အဲ့လိုရပါပြီရှင်တလဘောဟင်းရဲ့အိတ်ခန္ဓာလေးချိန်မှာတပိထောင်းလို့လုပ်ပါတော့မယ်ရှင်နောက်ဆုံးတော့ပြင်တလဘောဟင်းရပါပြီရှင်တန်းချင်းဆက်ဆက်လေးစားနေတယ်ကြောင့်မို့ဒီမှာဒီထားလေးတမ်းများဒီပါနေထိပါမယ် Thank you for watching video